အခုညဘက်လေးတစ်ဖြတ်ကိုပေါ့နော်ဘာရင်းရဲ့ပင်လယ်ကမ်းခြေဘက်နဲ့ကလေးကစားကွင်းဘက်ကိုခဏထွက်လာခဲ့တယ်ပေါ့နော်ဒါကလူကူးမြင်းကြဘဝကနေဖြတ်ပြီးတော့ကျမတို့အိမ်နဲ့နေတယ်ရှင်လူကူးမြင်းကြဘဝဖြတ်ပြီးရတယ်ဟိုဘက်မှာရောက်တာချက်ချင်းပဲသူကထွေထူးတော့အဲ့လောက်သိမရှိဘူးသိလားပါတဲ့နိုင်ငံကလူနေမှုတွေနေရတယ်ဆိုင်မင်းနဲ့တူတယ်နော်coffee shop ဆိုင်လေးတွေကစားကွင်းလေးတွေ coffee တစ်ခွက်ကတော့1 dinar ပေါ့နော်1 dinar ဆိုတော့30ပေါ့နော်ဒူဘိုင်းပတ်စံ30တိတ်တော့မကွာလာဘူးပေါ့နော်နည်းနည်းတောင်တန်တယ်လို့ပြောရမလားမသိဘူးကလေးကစားကွင်းလေးတွေလမ်းမြင်နေရတာပေါ့နော်စိုးပါဦးရှင်ပင်လယ်လေးကိုမြင်တဲ့ခါမှာတော့တော်တော်ကြီးကိုပင်လယ်ကလာတဲ့လေလေးနဲ့အေးမြပြီးလက်ဆက်သွားတာပဲသူ့နေရာနဲ့သူ့ဒေတာကတော့ဟုတ်နေတာပဲရှင်